ဟုတ်ပါဗျာကျွန်တော်ဒီကနေ့တင်ဆက်ပြသပေးသွားမယ်အကြောင်းအရာလေးကတော့ Facebook မှာပတ်စံရှာနေတဲ့လူတွေအတွက်မဖြစ်မနေသတိထားရမယ့်အချက်9ချက်ကြောင်းတင်ဆက်ပြသပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်စလာကြအောင်နံပါတ်1အနေနဲ့ကလေးတွေအင်ကြီးချွတ်ထားတဲ့ဗီဒီယိုတို့ပုံတို့လုံးဝမတင်မိဘူးပါပဲဒါကတော့ Facebook လူမှုကွန်ရက်ကနေပြီးတော့မှစီမင်းဥပဒေကိုချိုးဖောက်တယ်ဆိုပြီးတော့အကောင့်ပိတ်ခံရနိုင်ပါတယ်နံပါတ်2အနေနဲ့ကတော့အလုပ်ခေါ်စာတွေစာရွက်စာတမ်းတွေကိုမတင်မိဘူးပါပဲဒါကတော့လူများရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုတင်မိသွားရဆိုလို့ရှိရင်စီမင်းဥပဒေချိုးဖောက်တယ်ဆိုပြီးတော့အကောင့်ပိတ်ခံရနိုင်ပါတယ်ဒါကြောင့်မလို့ဒီချက်ကိုလည်းရှောင်အောင်ပါမယ်နံပါတ်3အနေနဲ့ကတော့ထိုင်းတီကဏ္ဍတွေထိုင်းတီတွေလောင်းကစား website တွေလောင်းကစား channel တွေက post တွေကိုမတင်မိဖို့ပါပဲဒါကလည်းလောင်းကစားဥပဒေကိုညှိစွန်းနေဖြစ်တဲ့ကြောင့်စီမင်းဥပဒေချိုးဖောက်တယ်ဆိုပြီးတော့အကောင့်ပိတ်ခံရနိုင်ပါတယ်နံပါတ်4အနေနဲ့ကတော့ဆဲဆိုထားတဲ့ post တွေဗီဒီယိုတွေမတင်လျော်တဲ့အကြောင်းအရာတွေကိုမတင်မိဖို့ပါပဲဒါကလည်းစီမင်းဥပဒေချိုးဖောက်တယ်ဆိုပြီးတော့တင်အကောင့်ပိတ်ခံရနိုင်ပါတယ်ဒါကြောင့်မလို့ဒီချက်တွေလည်းရှောင်ပါမယ်နံပါတ်5ချက်အနေနဲ့တွေ့ထက်တန်ရုပ် post တွေဗီဒီယိုတွေဖိုတိုတွေကိုမတင်မိဖို့ပါပဲဒါတွေကအကြမ်းဖက်မှုအဖြစ်သတ်မှတ်ခံရပြီးအကောင့်ပိတ်ခံရနိုင်ပါတယ်နံပါတ်6ချက်အနေနဲ့ကတော့လူများတင်ထားတဲ့မသိလျော်တဲ့ post တွေကို share မိတာပါပဲဒါကလည်းစီမင်းဥပဒေကိုချိုးဖောက်တယ်ဆိုပြီးတော့အကောင့်ပိတ်ခံရနိုင်ပါတယ်ဒါကြောင့်မလို့ဒီအချက်ကိုလည်းရှောင်အောင်ပါမယ်ကဲနံပါတ်9အချက်အနေနဲ့ Messenger မှာဆဲဆိုခြင်းတွေမသိလျော်တဲ့စကားလုံးတွေရေးသားခြင်းကိုရှောင်ရှားပါဒါကလည်းစစ်စစ်ခံရနိုင်ပြီးတော့မှအကောင့်ကိုထိခိုက်နိုင်ပါတယ်ကဲကျွန်တော်ပြပြပေးတဲ့အချက်9ချက်ကိုလူချင်းမင်းတို့သတိထားပြီးတော့မှအသုံးပြုမယ်ဆိုလို့ရှိရင်လူချင်းမင်းတို့အကောင့်တွေဝါတာတွေနေတာတွေမှာတားဆီးနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအချက်9ချက်ကိုမဖြစ်မနေရှောင်ရှားဖို့လိုပါတယ်ဒီဗီဒီယိုကိုအသုံးဝင်မယ်လို့ထင်လို့ရှိရင် like and share လုပ်သွားပြီးတော့မှတကယ်ချင်းတွေကိုလည်းမျှဝေပေးပါဦးနောက်ထပ်အသစ်သောအကြောင်းအရာတွေနဲ့ဆက်လက်ဆုံတွေ့ကြမယ်အားလုံးကျေးဇူးတင်ပါတယ်